အားလုံးပဲမင်္ဂလာပါတူးရီဝင်သား channel ကနေပြီးတော့ပြန်လဲကြိုးဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်6ရက်3လ2025ကြာသပတေးနေ့အတွက်ဗီဒီယိုကိုပြောပြပေးခြင်းပါတယ်ဗျဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကျွန်တော်ကြာသပတေးနေ့မနက်ပိုင်းအတွက်အချိန်နေခဲ့ကနေပေါက်ကနန်းတွေကိုရင်ဆုံးပြောပြပေးခြင်းပါတယ်ကြာသပတေးနေ့မနက်ပိုင်းအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်ရွေးထုတ်ထားတဲ့အချိန်က16ချိန်ဖြစ်ပါတယ်3259နဲ့ကတ်မှာဖြစ်ပါတယ်ဗျ16ချင်းကို3259နဲ့ကပ်ပြီးတော့ကျွန်တော်ရွေးထုတ်ထားတဲ့ပေါက်ကနန်း10ကွက်ကတော့1391215ခွန်6396265ခွန်ဆိုပြီးတော့ပေါက်ကနန်း10ကွက်ရွေးထုတ်ပေးထားပါတယ်ဒါကတော့ကြာသပတေးနေ့မနက်ပိုင်းအတွက်အချိန်နေကြိုင်နိုင်ပေါက်ကနန်းဖြစ်ပါတယ်ဗျကြာသပတေးနေ့နေကုန်အတွက်အကြိုက်ဆုံးလုံးပိုင်းနှလုံးကတော့16လုံးပိုင်းဖြစ်ပါတယ်16လုံးပိုင်းဖြစ်ပါတယ်ဗျကြာသပတေးနေ့နေကုန်အတွက်မထိမပေါက်ကြီး3လုံးကတော့96ခွန်ကြီးဖြစ်ပါတယ်96ခွန်ကြီးဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါကြာသပတေးနေ့မှာလည်းအားလုံးပဲအဆင်ပြေကြပါစေဗျကျွန်တော် channel ကိုအမြဲတမ်းအားပေးနေတဲ့အတွက်ကြောင့်လည်းကျေးဇူးများတင်ပါတယ်9ရက်သားသမီးများအပူရရှိလို့ရှိရင်လည်းအမြန်ဆုံးငြိမ်းကြပါစေဗျာနော်